Hello ဒီနေ့ကမြက်တောင်ကော့တာကိုတီးတန့်လေးဗီဒီယိုလေးတင်ပေးပါဆိုလို့တင်ပေးမှဖြစ်ပါတယ်အဲ့တော့မြက်တောင်ကော့ဖို့အတွက်ကိုအရင်ဆုံးဒီမြက်တောင်ကော့တဲ့ဆက်လေးသုံးပါမယ်ဒီဟာလေးကိုအနည်းဆုံး10မိနစ်ကနေ3မိနစ်အတွင်းညှက်ထားလို့ရပါတယ်ကဲအခုတော့10မိနစ်နေပါပြည့်သွားပါပြီမြက်တောင်လေးကော့မြင်ရမသိဘူးနော်အဲ့တော့ဒီပြည့်သွားတဲ့အချိန်မှာမြက်တောင်ကော့လေးကိုယူပြီးတော့တစ်ခါတည်းဒီဘက်တစ်ချမ်းအောင်ပြီးကော့ပါမယ်မြက်တောင်ကော့ဈေးကကြတော့ဒီ clinic ကထုတ်ထားတဲ့ mascara လေးကိုသုံးပါမယ်အောက်နားလေးနည်းနည်းအရာပေးလိုက်ပါမယ်ဒါကတော့မြက်တောင်ကော့ပြီးသွားတဲ့တစ်ဖက်ရဲ့ဒါကမြက်တောင်လုံးဝမကော့ရသေးတဲ့တစ်ဖက်ရဲ့ပါကဲတစ်ဖက်ပြီးသွားတော့နောက်ထပ်တစ်ဖက်ကိုကော့ပါမယ်10မိနစ်ကနေ3မိနစ်စောင့်လို့ရပါတယ်အခု10မိနစ်ပြည့်ပါပြီမြက်တောင်လေးကော့အဲ့တော့မြက်တောင်ကော့စင်းနဲ့ကော့ပါမယ်အောက်နားလေးကိုတစ်ချက်အရာလေးပေးလိုက်ပါမယ်အောက်နားလေးကိုတစ်ချက်အရာလေးပေးလိုက်ပါမယ်ပြင်လိုက်တာလေးဖြည့်လိုက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye see you next vlog